အားလုံးမင်္ဂလာပါရှေ့စွာကျွန်တော်တို့ကလေးရှင်တခင်ရှုခွင့်နဲ့တရှင်တော်ဝိညာဉ်တော်နဲ့ကျွန်တော်တို့ဖာတီးတို့ထာဝရဘခမီးတော်ဖျားရှင်ဓမ္မပြည်တော်မူသောကျေးဇူးတော်နဲ့ညီသက်ချင်းပျော်ရွှင်ခြင်းချမ်းသာခြင်းဝမ်းမြောက်ခြင်းဖျားသခင်မျက်နှာသာပေးခြင်းဖျားသခင်ကုဏတနာတော်မူခြင်းကျေးဇူးတော်တင်မြောက်ခံစားရှိခြင်းနဲ့ဖျားသခင်ဓမ္မပြည်တော်မူသောကောင်းခြင်းမင်္ဂလာကျေးဇူးပြပြလုံးစုံတို့သည်ဂျာနာတော်သူရောက်စတိုင်းပေါ်သို့ဆင်မြဲတယောက်ပါစေလို့ရှေ့စွာယေရှုနာမနဲ့ကျွန်တော်ဆန္ဒပြုဆုတောင်းပေးပါတယ်ဒီနေ့နှုတ်ဘတ်တော်အနေငယ်နဲ့ကျွန်တော်ဝင်ကခွာပေးခြင်းနဲ့အဲ့ဒါကတော့ရှင်ယောခရစ်ဝင်ခန်းကြီး8ငယ်31ကနေပြီး32မှာရှိတဲ့အကြောင်းအရာလေးကျွန်တော်ခဏဖတ်ပြခြင်းနဲ့ထိုအခါယေရှုကသင်တို့သည်ငါ၏ဒေသနာ၌တည်လင်ငါတပည့်အမှန်ဖြစ်ကြ၏တမန်တရားကိုလည်းသိကြသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏ယေရှုသခင်ခရစ်တော်ကကျွန်တော်တို့ဘာပြောတယ်လဲဆိုလို့ရှင်ငါ၏ဒေသနာ၌တည်လင်တဲ့နော်သင်တို့သည်ငါ၏တပည့်အမှန်ဖြစ်ကြ၏နော်ငါ၏ဒေသနာ၌တည်လင်ငါ၏တပည့်အမှန်ဖြစ်ကြ၏ဆိုတော့ကျွန်တော်တို့ကဘာလုပ်ဖို့လဲဆိုရှင်သူ့ဒေသနာ၌ကျွန်တော်တို့တည်ရမှာဖြစ်တယ်တမန်တရားကိုလည်းသိကြသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်နော်တမန်တရားကိုသိတယ်ဆိုလို့ရှင်သူဒေသနာနဲ့လည်းတည်မယ်သူတမန်တရားကိုလည်းကျွန်တော်သိပြီးတော့နော်အသက်ရှင်မယ်ဆိုလို့ရှိရင်ထိုတမန်တရားကတဲ့နော်သင်တို့ကိုတဲ့လွတ်မယ်တဲ့သင်တို့ကိုလွတ်လိမ့်မည်ဆိုပြီးတော့သင်ကပြောဒီသခင်ခရစ်တော်ကကျွန်တော်တို့ပြောတယ်ဒါကြောင့်မို့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး8အငယ်36မှာထိုကြောင့်တားသည်သင်တို့ကိုလွတ်လင်သင်တို့သည်ဧကံမှလွတ်ကြလိမ့်မည်တဲ့နော်တားကသင်တို့ကိုလွတ်မယ်ဆိုလို့ရှိရင်သင်တို့ဧကံမှလွတ်မှာဖြစ်တယ်ဆိုပြီးတော့သခင်ခရစ်တော်ကကျွန်တော်တို့ကိုဤကဲ့သို့နှုတ်ကပတ်တော်မှာကျွန်တော်တို့ကိုခွန်အားပေးထားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့တွေကသခင်ခရစ်တော်ရဲ့ကျွန်တော်လှုပ်ဆောင်ပေးတဲ့အရာကိုကျွန်တော်တို့ဘာလုပ်ဖို့လိုတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်ဖို့လိုတယ်။ဒါကြောင့်မို့ဒီလွတ်ချင်းခွင့်နဲ့ဆက်ဆိုင်တဲ့အရာကိုယောမဩဝါဒစာမှာဆက်ပြောထားတယ်။ယောမဩဝါဒစာခန်းကြီး9အငယ်16မှာထိုမှတပါလူတယောက်ပြစ်မှားသောအရာနှင့်ကျေးဇူးတော်အရာမတူအကြောင်းမူကားတရားစီရင်သောအရာမှာအပြစ်တစ်ခုကြောင့်ဒဏ်ခံစေဟုစီရင်၏ကျေးဇူးတော်အရာမှာအပြစ်များလျက်ပင်လွတ်စေဟုစီရင်၏တဲ့နော်။ကျေးဇူးတော်အရာကြတော့ကျွန်တော်နောင်တနဲ့တိုးဝင်လာဖို့ပဲအရေးကြီးတယ်။နောင်တနဲ့ကိုယ့်အပြစ်တွေကိုဝန်ချတောင်းမှမယ်ဆိုလို့ရှိရင်အပြစ်များလည်းပင်ကျွန်တော်တို့ကိုသခင်ခရစ်တော်ကကျွန်တော်တို့လွတ်ပေးတာဖြစ်တယ်။ဒါကိုဒါကလွတ်တယ်ဆိုရင်ဧကံမှာလွတ်တာဖြစ်တယ်နော်။ဒါကြောင့်မို့ယောမဩဝါဒစာခန်းကြီး၄မှာပေါ့နော်။ခန်းကြီး၄မှာကျွန်တော်တို့ဗာတွေ့ရတယ်လဲဆိုလို့ရှိရင်အငယ်21ကနေ25မှာဂရိထားတော်မူသောသူသည်ဂရိတော်အတိုင်းတက်နိုင်တော်မူသည်ကိုစိတ်ဆွမ်းလန်းလေ၏ထိုကြောင့်သူယုံကြည်ခြင်းကိုသူ၏ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ထို့သောမှတ်တော်မူသည်ဟုအာဗြဟံအကျိုးလုံးကသာကျမ်းစာ၌ရေးထားသည်မဟုတ်ငါတို့အကျိုးလုံးကရေးထားသည်ငါတို့သခင်ရှုကိုတည်ခြင်းမှထမြောက်စေတော်မူသောသူကိုငါတို့သည်ယုံကြည်လင်ထိုယုံကြည်ခြင်းကိုငါတို့၏ဖြောင့်မတ်ခြင်းဟုမှတ်တော်မူလက်တံထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနံ့ခြင်းကိုခံတော်မူ၏ငါတို့သည်ဖြောင့်မတ်သို့ရောက်မိကြောင်းထမြောက်တော်မူ၏ဒါကြောင့်မို့ဂရိထားတဲ့သူကကျွန်တော်တို့ကိုလွတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဧကံမှာလွတ်တာဖြစ်တယ်ဒါကြောင့်မို့ဂရိထားတော်မူသောသူကဂရိတော်အတိုင်းတက်နိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့စိတ်ဆွမ်းလန်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်ခြင်းကိုထိုယုံကြည်ခြင်းကိုကျွန်တော်တို့ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်တဲ့နော်ထို့သောမှတ်တော်မူရာမှာတဲ့နော်အာဗြဟံအကျိုးလုံးကသာကျမ်းစာနဲ့ရေးထားတာမဟုတ်ဘူးကျွန်တော်တို့အကျိုးလုံးကရေးထားခြင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဝန်ခံမှုလို့တယ်ဘယ်လိုဝန်ခံရမလဲနော်ငါတို့သခင်ယေရှုခရစ်ကိုတည်ခြင်းမှထမြောက်စေတော်မူသောငါတို့သခင်ယေရှုခရစ်ကိုတည်ခြင်းမှထမြောက်စေတော်မူသောသူကိုငါတို့သည်ယုံကြည်လင်ထိုယုံကြည်ခြင်းကိုငါတို့၏ဖြောင့်မတ်ခြင်းဟုမှတ်တော်မူလက်တံ့တယ်နော်ဘာဖြစ်လို့ဤကဲ့သို့မှတ်တယ်လဲဆိုလို့ရှိရင်တဲ့ထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနံ့ခြင်းကိုခံတော်မူ၏ကျွန်တော်တို့အပြစ်ကြောင့်သခင်ယေရှုခရစ်တော်ကအနံ့ခြင်းကိုခံတယ်ငါတို့သည်ဖြောင့်မတ်သို့ရောက်မိကြောင်းထမြောက်တော်မူ၏နော်ကျွန်တော်ဖြောင့်မတ်သို့ရောက်မိကြောင်းသခင်ခရစ်တော်ကကျွန်တော်ထမြောက်တာဖြစ်တယ်ဒါကိုကျွန်တော်တို့ယုံကြည်လက်ခံမယ်ဆိုလို့ရှိရင်နော်ကျွန်တော်ဧကံမှာလွတ်ပြီးတော့ထာဝရအသက်ကိုပိုင်ဆိုင်ရရှိတာဖြစ်တယ်ဒါကိုကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဒီဥစ္စာကိုဝန်ခံဖို့ပဲလိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုယောမဩဝါဒစာခန်းကြီး8အငယ်38 39မှာကျွန်တော်တို့ပေါ်ပြထားပေးတယ်ဆိုရှင်လွတ်မြောက်ခြင်းတမန်တရားကိုလည်းတည်တည်ပြီးထိုတရားသည်သင်တို့အားလွတ်လိမ့်မည်လို့ဘာကြောင့်ပြောတယ်ဆိုလို့ရှင်ရှင်ပေါလုတို့ထောင်ကျနေတဲ့အခါမှာထိုထောင်ထဲမှာနော်တိလနဲ့ပေါလုနဲ့နှစ်ယောက်ထောင်ထဲမှာသူတို့ရှိတဲ့အခါမှာဘာဖြစ်လဲဆိုရှင်သူတို့ထောင်ထဲမှာအချုံအောင်ခံရတယ်အချုံအောင်ခံရတဲ့အခါမှာထောင်ထဲမှာသူတို့ဖျားသခင်ကိုသူတို့ချီးမွမ်းတယ်အခါမှာထောင်တကားပွင့်သွားတယ်ပြီးလို့ရှိလို့ရှင်ဒီချုံအောင်ခြင်းကနေသူတို့လွတ်မြောက်သွားကြတယ်ထောင်မှုလည်းပြောင်းလဲသွားတယ်ထောင်မှုမိသားစုလည်းပြောင်းလဲသွားတယ်ရှင်ပေါလုတို့အားဖြင့်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ရှင်ပေါလုတို့သူတို့အချုံအောင်ခံရတော့လဲနော်သူတို့ဘာကြောင့်သူတို့အထဲမှာလွတ်မြောက်နေတယ်လဲဆိုရင်သူတို့နှလုံးသားထဲမှာလွတ်မြောက်နေတယ်လဲဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ကိုသူတို့ယုံကြည်တယ်နေရာပေးတယ်ဝန်ခံတယ်အုပ်စိုးခွင့်ပေးတဲ့အတွက်ကြောင့်မို့သခင်ယေရှုခရစ်တော်ရဲ့မြတ်တာနဲ့သူတို့ကိုဘယ်ဟာကမှနော်မကွာစေတဲ့အတွက်ကြောင့်မို့သူတို့လွတ်မြောက်လျက်ရှိတာဖြစ်တယ်ဒါကြောင့်မို့ယောမဩဝါဒစာခန်းကြီး8အငယ်38 39မှာအကြောင်းမူကားတည်ခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်တမန်ဖြစ်စေအထွတ်မြတ်ဖြစ်စေအာနာတကူဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာလက်တတ်သောအရာဖြစ်စေအမြင့်ဖြစ်စေအနှိမ့်ဖြစ်စေဤယာမဆ၍အဘယ်နေမိတ်တအရာများသည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဖျားသခင်မြတ်တာတော်နဲ့ငါတို့ကိုမကွာစေနိုင်ဟုငါသည်သဘောကျလျက်ရှိ၏တဲ့နော်ရှင်ပေါလုကဘလို့ခြေအနေနဲ့ပဲသူရင်ဆိုင်စီကမှုငါတို့ကိုသခင်ယေရှုခရစ်တော်ရဲ့မြတ်တာနဲ့ငါတို့မကွာစေနိုင်ဘူးဆိုတော့ကိုသူတိတဲ့အတွက်ကြောင့်မို့ငါတို့သဘောကျလျက်ရှိတယ်လို့သူပြောတယ်နော်
ဒါကြောင့်မို့ရှင်ပေါလုကသူပြောတယ်တပ်ဖို့ရထားတော်သူကဲ့သို့နော်ကျွန်တော်တို့ကိုသူတို့ဘာမှတ်တကြပါဘူးကျမ်းစာလာတဲ့ညီဆင်းရဲညှို့ညစ်ခြင်းညှင်းဆဲနှိပ်စက်ခြင်းမို့သိခြင်းအဝတ်ချီးစီးရှိခြင်းဘေးနှင့်တွေ့ကြုံခြင်းကွဲ့မြက်ခြင်းကိုခံရတော့လေထိုမှုတို့တွင်အဘယ်အမှုသည်ခရစ်တော်၏ချစ်ခြင်းမြတ်တာတော်နှင့်ငါတို့ကိုကွာစီမီနီမကွာစီသည်တာမကငါတို့ကိုချစ်တော်မူသောသူ၏ကျေးဇူးတော်ကြောင့်ငါတို့သည်ထိုအမှုခတ်သိမ်းတို့ကိုခံစဉ်တွင်ပင်အထူးသဖြင့်အောင်မြင်ကြ၏ဒါကတော့အငယ်36 30ခွန်မှာနော်ယောမ8အငယ်36 30ခွန်မှာရှိတဲ့အကြောင်းအရာလေးဒါကြောင့်မို့ရှင်ပေါလုကဤကဲ့သို့ဝန်ခံတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အပြစ်များလျက်ပင်နောင်တနဲ့ကျွန်တော်တို့သခင်ခရစ်တော်ထံတိုးဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပြစ်တွေကနေလွတ်မြောက်မှာဖြစ်တယ်ဒါကြောင့်မို့ကျမ်းစာထဲမှာသခင်ခရစ်တော်ကိုခေါ်ဖိတ်တဲ့ဖာရိရှဲရှိမုန်နော်ဆိုတာရှိတယ်သူကသခင်ခရစ်တော်ကိုသူ့အိမ်မှာခေါ်ဖိတ်တယ်ပြီးလို့ရှိရင်ခေါ်ဖိတ်ပြီးတော့အစားအသောက်တွေကျွေးတယ်ပေါ့အဲ့ဒီအချိန်မှာအဲ့ဒီအိမ်ကိုဘယ်သူရောက်လာတယ်လဲဆိုလို့ရှိရင်နော်စိုးသွမ်းသောမိန်းမတူကခရစ်တော်စီရောက်လာတယ်ရောက်လာပြီးတော့သူ့ရဲ့နော်စပင်နဲ့သခင်ခရစ်တော်ရဲ့ခြေထောက်ကိုတုပ်လိမ့်ပေးတယ်နော်မျက်ရည်ကျလေတုပ်လိမ့်ပေးတယ်ပြီးလို့ရှိရင်သူ့ရဲ့စီမွေးနဲ့သခင်ခရစ်တော်ရဲ့ခေါင်းကိုလိမ့်တယ်သူသခင်ခရစ်တော်ခြေဘွားကိုလည်းလိမ့်ပေးပြီးတော့သူမဆဲပဲသူနမ်းလျက်နေတယ်ဧကဲ့သို့နေတဲ့အခါမှာဖာရိရှဲရှိမောင်ကပြောတယ်ဒီမျိုးသမီးကနော်အပြစ်ရှိသောမိန်းမဖြစ်တယ်နော်အဆိုးသောမိန်းမဖြစ်တယ်ဆိုတော့သူပရောဖက်မှန်မယ်ဆိုလို့ရှိရင်သူဧကမှန်သိလိမ့်မယ်ဆိုပြီးစိတ်ထဲမှာသူထင်မှတ်နေတဲ့အခါမှာဖာရိရှဲရှိမောင်ကိုသခင်ခရစ်တော်ကပြောတယ်နော်ဖာရိရှဲရှိမောင်ကိုသခင်ခရစ်တော်ကပြောတယ်ဘယ်လိုပြောတယ်လဲဆိုလို့ရှိရင်ရှိမုန်တင်းအိမ်ကိုငါဝင်လာတဲ့အခါမှာနော်တင်းငေါ့ကိုငါခြေဆေးဖို့နော်ငါ့ကိုခြေဆေးရုံမပေးဘူးနော်ဒီမိမကျတော့ငါကိုတဲ့နော်သူစီမွေးနဲ့လိမ့်နေတဲ့နော်တင်းအိမ်ငါလာတဲ့အခါမှာတင်ငါကိုမနှမ်းဘူးဒီမိမကတော့ငါခြေကိုမနှမ်းမနဲ့မဆဲပဲနေတယ်ဒါကြောင့်မို့ तू ကတခုဥပမာပေးတယ်ငါဥပမာတခုပေးမယ်တဲ့နော်ယေရှုကတဲ့နော်ရှင်လူကခရစ်ဝင်ခန်းကြီးခွန်အငယ်40မှာယေရှုကလည်းအချင်းရှိမုံတင့်အားငါပြောစရာတခုရှိသည်ဟုမိတ်တော်မူလင်အရှင်ဖျားအမိတ်တော်ရှိပါဟုရှောက်တော်ယေရှုကဥစ္စာရှင်တဦး၌ကျွေးစားနှုတ်ရှိ၏တယောက်၌ကဒေနာယီအပြား900တယောက်၌က90ကျွေးရှိ၏သူတို့သည်ကျွေးဆိုင်ရမရှိသောကြောင့်ကျွေးရှင်သည်ထိုသူနှစ်ယောက်တို့ကိုအချီးနှီးလွတ်၏တို့ဖြစ်လင်ထိုသူနှစ်ယောက်တို့တွင်အဘယ်သူသည်ကျွေးရှင်ကိုတာ၍ချစ်လိမ့်မည်နည်းဟုမေးတော်မူ၏ရှိမုန်ကလည်းတာ၍ဂျေဇုကိုခံရသောသူသည်တာ၍ချစ်လိမ့်မည်ဟုကျွန်တော်ထင်ပါ၏ဟုရှောက်လင်ယေရှုကသင်သည်အတိုင်းမှန်ပေ၏ဟုမိန့်တော်မူတယ်တဲ့နော်ဆိုတော့ဒါကြောင့်မို့ဒီကျွေးရှင်မှာတဲ့နော်ကျွေးစားနှစ်ဦးရှိတယ်တဲ့တဦးကအကျွေး900တင်တယ်တဦးကတော့အကျွေး90ဒေနာရီကျွေး900တဦးကအကျွေးရှိတယ်တဦးကဒေနာရီအကျွေး90အကျွေးတင်တဲ့သူရှိတယ်ဒီနှစ်ဦးကိုတဲ့ကျွေးရှင်ကနေပြီးတော့ခေါ်လိုက်ပြီးတော့ကျွေးတောင်းတဲ့ခါမှာသူတို့ကျွေးဆက်ရမရှိတော့ကြောင်းတဲ့ဒီကျွေးရှင်ကနေပြီးတော့ဒီနှစ်ဦးသလုံးရဲ့အဖြစ်ကိုတဲ့နော်အကျွေးတွေကိုဖြေလို့ပေးလိုက်တယ်တဲ့အဲ့လိုဖြေလို့ပေးလိုက်တဲ့ခါမှာတဲ့ဘယ်သူကတာပြီးကျွေးရှင်ကိုကျေးဇူးတင်မလဲလို့မေးတဲ့ခါမှာတာပြီးအကျွေးများတဲ့သူကတာပြီးကျေးဇူးတင်ပါဘောလို့ပြောတဲ့ခါမှာအေးအဲ့ဒီလိုမျိုးပဲတဲ့နော်ထိုမိန်းမကတင်းတက်ပို့ပြီးတော့အပြစ်များတယ်နော်အပြစ်များသောသူကိုနော်တခင်ကခွင့်လို့ပေးမယ်ဆိုလို့ရှိရင်နော်ခုနအပြစ်များလျက်ပင်နောင်တနဲ့အကဲတော့တိုးဝင်လာမယ်ဆိုလို့ရှိရင်သူ့ကိုခွင့်လို့ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီအပြစ်ခွင့်လို့ပေးတဲ့တခင်ကိုအပြစ်များတဲ့သူကတာ၍ချစ်လိုက်မယ်တဲ့နော်အပြစ်အနှဲငယ်သာအလွတ်ခံရသူကတော့အနှဲငယ်ပဲဒီတခင်ကိုချစ်မယ်တဲ့နော်ဒါကြောင့်မို့ထိုမိန်းမကိုပြောတယ်နော်တင်းအပြစ်ကတင်းကိုလွတ်စေပြီဆိုပြီးတော့ထိုမိန်းမကိုပြောပြီးတော့နော်ပြန်လွတ်လိုက်တယ်ဒါကဘာလဲဆိုတော့ရင်သခင်ယေရှုခရစ်တော်ရဲ့ဂျေဇုတရားနော်အပြစ်များလျက်ပင်အပြစ်လွတ်တာဖြစ်တယ်နော်ကျွန်တော်တို့ကဝန်ခံရမှာကသခင်ခရစ်တော်ထံမှာကိုယ့်အပြစ်တွေကိုနောင်တနဲ့ပြန်လာပြီးတော့ဝန်ခံရမယ်နောက်အပြစ်မလွတ်ဖို့အတွက်နော်သခင်ခရစ်တော်ထံမှာကျွန်တော်တို့ဤကဲ့သို့ခြေတော်ရင်း၌လာရောက်ပြီးတော့နော်တိုးဝင်ရမှာဖြစ်တယ်ကျွန်တော်တို့အပြစ်တွေကိုတနာခံရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်အပြစ်များလက်ပြင်ထိုအမျိုးသမီးကဲ့သို့သခင်ခရစ်တော်ကကျွန်တော်အပြစ်တွေကိုလွတ်ပေးမှာဖြစ်တယ်ဒါကိုကျွန်တော်တို့ယုံကြည်ရမှာဖြစ်တယ်ဒါကြောင့်မို့သားကလွတ်မယ်ဆိုလို့ရှိရင်ဧကံမှာလွတ်မယ်တဲ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဘယ်မှာတည်ရမလဲဆိုရှင်ဘုရားသခင်ရဲ့ဒေသနာနဲ့တည်ရမှာဖြစ်တယ်နော်ထိုဒေသနာနဲ့တည်ငါ့ဒေသနာတည်လို့ရှိရင်တည်တော်သူကငါတပည့်မှန်ဖြစ်တယ်တမန်တရားကိုလည်းတည်ပြီးထိုတရားဒီတင်တို့ကိုလွတ်လိုက်ပြီဆိုပြီးတော့နော်သခင်ခရစ်တော်ကပြောတယ်ဒါကြောင့်မို့တားတော်ကိုယ်တိုင်ကနော်လွတ်တယ်ဆိုလို့ရှိရင်ဧကံမှာလွတ်တယ်ဂရိထားတော်မူသောသူဟာဂရိတော်အတိုင်းတတ်တယ်ဆိုတော့ကျွန်တော်စိတ်ဆွမ်းလိုက်ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့တွေအပြစ်များတယ်သို့တော်ညာလဲထိုအပြစ်တွေကိုနောင်တနဲ့ဘုရားသခင်ထံမှာပြန်လာပြီးတော့ဤကဲ့သို့တိုးဝင်ဝန်ခံမယ်ဆိုလို့ရှိရင်ထိုသခင်ခရစ်တော်ကဆောစောအမျိုးသမီးကဲ့သို့ကျွန်တော်တို့ကိုနော်အပြစ်ခွင့်လွှတ်ပေးမှာဖြစ်တယ်ဒါကြောင့်မို့နေ့ရက်စဉ်တိုင်းမှာထိုသခင်ခရစ်တော်ကိုကျွန်တော်တို့အမိပြုခိုလုံကိုးစားခြင်းအဖြစ်နော်နေ့ရက်စဉ်တိုင်းမှာဤကဲ့သို့
ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့နေထိုင်အသက်ရှင်ခြင်းအဖြစ်ဘုရားသခင်တရားစကားတိုင်းဘုရားသခင်တော်တိုင်းအသက်ရှင်ခြင်းအဖြစ်ထိုသခင်ခရစ်တော်ရဲ့ကောင်းကြီးကျေးဇူးတော်တွေကိုဒီဘောမှာလည်းကျွန်တော်တို့ခံစားရှိပြီးတော့နောင်တမလို့မှာလည်းသခင်ခရစ်တော်အဖြစ်ကောင်းကင်သူကချမ်းသာကိုခံစားရှိတော်သူများဖြစ်မယ်ဆိုတော့ကိုဒီနှုတ်ဘက်တော်လေးနဲ့ကျွန်တော်အနေငယ်ဝင်ငါခွန်အားပေးလိုက်ပါတယ်။ကျမ်းတော်တော်သူရောက်စတိုင်းပေါ်သို့ဘုရားရှင်ကောင်းကြီးပေးပါစေ။အာမင်။